အလှူဒါနပေးကမ်းတတ်ဖို့နီလန်းလေးမျိုးရှိပါတယ်။နံပါတ်1ကံကံ၏အကျိုးကိုယုံကြည်စွာဖြင့်ပေးလူနိုင်ခြင်း။နံပါတ်2ကိုယ်တိုင်ကိုယ်ကြသဟတိကဒါနမြောက်အောင်ပေးလူနိုင်ခြင်း။နံပါတ်3အလှူခံပုဂ္ဂိုလ်တွေရဲ့အပေါ်လှူပဝတ္ထုပစ္စည်းတွေရဲ့အပေါ်မှာမွန်မြတ်တန်ဖိုးထားပေးလူနိုင်ခြင်းနံပါတ်4ရော့ယူလိုက်ပါဆိုတဲ့သဘောမျိုးမဟုတ်ပဲရေရာတေချာကြနာစွာပေးလူနိုင်ခြင်းဆိုတဲ့ဒီ4မျိုးဖြစ်ပါတယ်ဒါကြောင့်ဒီ4မျိုးနဲ့အညီပေးလူတတ်မယ်ဆိုလို့ရှိရင်အကျိုးပေးတဲ့အခါမှာလည်းပဲအထက်တန်းကြအကျိုးတရားတွေကိုရရှိနိုင်ပါတယ်